မိမိစီမှာရောင်းပေးတဲ့ကြောက်တွေအားလုံးကတော့လေတဘာဝတွင်တဲ့ရနာအစစ်လေးတွေကိုပဲလေရောင်းထားပေးရပါရှင်ဒီအားကြတော့လေမိုးကုတ်စပင်နဲ့ကြောက်အောင်စုံလုံးကျိုးလေးတွေကိုမှလေကြော်ကျိုးခတ်ထားပေးပါရနော်သူကလေအရှည်အားကြောင့်24လမှရှိတဲ့ခေါင်းစုပ်ကြော်ကျိုးပါရှင်လော့ကတ်ဒီဒီဇိုင်းကလေ2မျိုးရှိမယ်ဒါမျိုးစနစ်ပကင်းကွက်လေးနဲ့လည်းရှိမယ်ဒါမျိုးခမပုံစံလေဒီလိုခမပုံစံအဝိုင်းလေးနဲ့ရမယ်ရှင်ဒီရဲ့အထည်လေးတွေကလေရိုးရရားရွှေစိမ်လေးနဲ့ခတ်ထားပေးရနော်သူကလေရိုးရရားရွှေစိမ်နဲ့လေးနဲ့ဖြစ်တဲ့အတွက်ဒီရဲ့အထည်လေးအရောင်ရှေးဆိုခန်းနဲ့ချွေးဆိုခန်းနဲ့အယောင်နေဆိုလဲလေနှစ်နဲ့ချီအောင်ဝတ်သွားလို့ရတယ်တကယ်လို့သူကအယောင်ကြတယ်ဆိုရင်လေဒီမှာအယောင်ပြန်တင်မှလည်းဝတ်သွားလို့ရပါတယ်နော်ဒီရဲ့ကြိုးသီးတက်လေးတွေကကြလို့တကြိုးကိုမှလေ2,500မှရှင်ဒီရဲ့ကြိုးလေးတွေကြတော့လေနော်တကြိုးကို2,500နဲ့ရောင်းပေးမယ်တစင်စာလေးရချင်တယ်ဆိုရင်တော့ဒီမှာတစင်စာဆိုဒီရဲ့လက်စွပ်လေးပါမယ်ဒီရဲ့လက်ကောက်လေးပါမယ်ဒီတစင်စာလေးပြီးတဲ့ခါကျတော့နဂတ်လေးရောပါမယ်နော်ဒီလိုနဂတ်လေးရောတဆတ်စာလေးဆိုတော့4,500နဲ့ဝတ်ရမယ်နော်မဟုတ်ဂျန်အမီပေါ့နော်ဖျားသားចောင်းတက်တဲ့ချိန်မှာဝတ်တယ်ဆိုလဲလှတယ်တွင်းတက်အစ်စ်လေးဖြစ်တဲ့တင်းတယ်လေးနဲ့ကိုလှနေမယ်ဒီမှာနဂတ်လေးဆိုလဲဒီသူ့ပုံစံကြည့်တော့ကြီးရလို့ထင်ရပေမဲ့လေမိမိနာဆိုလေတကယ်ကလေပါးရတဲ့ထဲမှာပါတယ်နားပါပြီမဲ့လေပေါ့ပေါ့ပလေးနဲ့ဝတ်လို့လှရဲပေါ်ပေါ်လေးလေးလှနေတာပေါ့နော်ဒီဇိုင်းလေးကလေဒါတစ်ဆက်စာလေးကို4,500နဲ့ရောင်းပေးမယ်ရှင်ဒီရဲ့ပစ္စည်းလေးကလေပစ္စည်းပြတ်တာမြန်နေနော်မတို့နော်ကြိုက်တယ်ဆိုရင်ကတော့လေဘာဖုန်းနံပါတ်253656658မှာလေးဆက်တယ်မှာပေးပါရှင်